မေတင်မဘွားကိုချပြီးကြတယ်မင်းတို့အမေဆောက်ရှောက်နေတယ်သိရလားမင်းတို့ကလေးမထားလို့ဒီမှာကြရအောင်လုပ်တယ်ဘယ်လိုလုပ်တာအောင်မေတို့ကိုမြင့်ဝေတို့ကိုအောင်မင်းနိုင်လို့လုပ်တာသူတို့အမေကစိတ်ကိုဆွဲဆောင်ပေးလိုက်တာဟဲ့ဆွဲဆောင်ပေးတယ်မင်းတို့ကလေးမထားလို့ပါညနေနေဝင်တော့ဗာဖြစ်မိုးချုပ်သွားမိုးချုပ်ရင်အမေရောက်လာတာပဲကွယ်မင်းတို့မတွေ့ဘူးလားဒီနားမှာလေမကြားနိုင်ဘူးလားဒါတော့ပြီးကောမကြားနိုင်ဘူးလားဘာဖြစ်တာလဲမင်းကပဲအမေတော့လန့်တော့တယ်အမေပြောလို့လာခဲ့တယ်နော်ဘာလို့ဒီပါလဲဆက်လို့တာရဲ့အဲ့ဘာဒီဘာလဲဒီငါသားပြန်လာရဲ့အရှင်တဲ့ကိုဆောင်းလာဒီမှာလေတာမဟုတ်တော့ဒီလာထဲမှာဆက်လက်ကဆက်ပြေဦးမှာဆက်မှာနဲ့နေအောင်မှာအပရောက်လို့ဘာညာတော့မဲလဲပေါ့မှာဖင်ရှိသေးတယ်ဟမ်ပေါ့မှာပင်ကြီးသေးတယ်မင်းကတော့ပေါ့မှာဖင်စီကန်ရှိတယ်သူလားဒီကနေ့အဲ့လိုပြောပါကဲမင်းတို့ကအားရပါဟောဆက်လေးဒီနဲ့တာပဲရပါတယ်မင်းတို့ကအတွေ့သုံးဆောင်တာမဟုတ်ပါဘူးအငွေ့သုံးဆောင်တာပါခဲ့အေးအငွေ့သုံးဆောင်တယ်ဆိုလို့ဘယ်ကတော့လုပ်လဲလားဒီနေ့တော့ဒီသွားတယ်အမေခေါ်တာပါလေကွာမင်းဝါနဲ့နေရောဝီတကီနဲ့နေရောသုံးတာအမေပြောတော့နေဝါကာယူထွက်တာကနန်းသုံးလုံးပေးပါမင်းတို့ကတွေ့ရင်အဲ့ဒါပဲတောင်းနေတာပဲမင်းတို့အမေကကြက်မပေးရဘူးဟဲ့ကြက်ပေးရင်မင်းနာတာပေါ့ဘုရားမညာနဲ့နတ်ရတတာခက်ခံရတယ်နားတယ်ပြောပါလားအဲ့လိုပြောတာတဲတော့နာလာတော့ဆိုကောင်းပါလေအဲ့ပဲပါဘုရားမညာနဲ့နတ်ရတတာခက်ဘယ်လိုခက်မလဲမြေเจ้าကိုတက်အောင်လျှောက်ခိုင်းဘေးလွဲတာနဲ့ပေးဆိုကတ်တောင်းသွားတယ်လိုက်စီသိခါဒီမှာသူ့ကြားမဲအောင်ပြီလို့အေးအမေပြောလို့ဟဲ့ဟုတ်မင်းမင်းလို့လို့ခင်ညွန်းညူကဲခေါ်ကြမအောင်အမေတွေ့ရင်လည်းဟဲ့လို့အေးနာမည်လို့တဲ့ဟာနာမည်လို့နောက်ဝင်တာကောင်းကြောင်းနေအာဝိဒါအမေလေးပေါ့ဝဲနေအမေလေးအေးမင်းနာမည်ကြီးနေလားအမေနဲ့တွေ့ရင်ကြီးကိုကြီးရတယ်ဟဲ့အမေသားငယ်နဲ့လက်ပြအပ်ပြီမင်းသားကြီးနဲ့လက်ပြအပ်ပြီလို့တဲ့တို့ဒီမဟုတ်ဘူးဟောတင်လားမဟုတ်ဘူးကမဟုတ်ဘူးဒီတော့လည်းရှိတာလေမင်းအမေသားတော့လည်းရှိတာအဲ့မင်းကိုလက်ပြအပ်ပြီမင်းလက်ပြအပ်ပြီမင်းဒီကားတယ်နားဟဲ့ဘိုးကြီးတော့နားတယ်တော့ဆိုကဒီလေးအောင်မင်းကခါတာနော်အမေပြောမယ်ပါမယ်ဟေ့တားအမေကိုကြောင်းလေးနဲ့ပို့ပေးပါရွာစားရဲ့
ကအေးတယ်အောက်သူအမေအားကတူတော့လည်းကြိုက်ဖြတ်တယ် မင်းကပြောသည်ပါဇက်တဲ့ထက်ပြီးထဲဝင်လာတော့ကြာနေပြီ ငေါကင်းကမင်းတို့လည်းအမေဖြစ်စစ်ဖြစ်သွားပြီတကယ်ကတ်ပြီလား ဟုတ်တယ်ကဲ လက်ကြီးကကျွေးခုမှပြန်ဆက်လေမတော်ကဲကျွေးမှကြတယ်ကဲကျွေးကဲဒီမှာလေးတော့စကြအောင် သူစကြောင်လေ ကဲပါလို့တော့ဘယ်ယူနေမြတ်စံဒီလိုရှင်းကြရည်ဒီပါနဲ့ဒီကနဲ့ကလေးမခင်နုနုရေးအခုခေါ်ရဲကွက်ကွက် မင်္ဂလာပါရှင် ဒီမှာကောင်းနေ ကျ မှာ မတက်တော့မှတော့ပညာလေးနဲ့ဆရာကြီးကစစ်တေပြန်များကိုတော်ပြီးရဖြစ်ပါတယ်မမြတ်ပါလို့ပါတယ်ခွန်းပါလို့ကျွန်မကြိုတင်တောင်းပန်ပါတယ် ရုပ်ရှင်တရုပ်ဆောင်သူ့လိုင်းကစံနေရလိုက်တကလေးကမြန်လာမပြောနဲ့အနာကမလျှောက်ရဘူးတခါတီးလုံးတီးပြီးတကြီးဆိုခိုင်းတော့လား ကဲညနေတော့ဝတရားကကျွန်မနှုတ်ဆက်မယ်လားရှင် ဒါဟုတ်တယ် အဲ့တော့ကိုမိုးဒီ မိမကြီး ချာ ဟောအားနိုင်တယ်ကွယ်အားနာနာ လေး ဟိုအားနာသိမစိုးတယ်သိရုံးနဲ့အတန်လေးတော်မိမနဲ့အတန်လေးလုံးပြည့်တယ်ဗျာမိမအတန်နဲ့ဒူလို့လို့ပါကြက်ပေါ်ရန်မူကြီးဟာကြောင့်မိမကကျွန်တော်မိမပဲဟာအတန်လေးရ ဟုတ်ပါတယ်ဆက်ပါ အတန်လေးမဟုတ်တယ်လို့ကျွန်တော်မိမကတော်တူပါရဲ့ဗျာကျွန်တော်မိမဘယ်ဖက်တင်မှမပေါက်ပါလေဘယ်လိုဒီလိုတဲ့ ပါပါပါ ဒါလည်းမမိမပဲဟုတ်ပါဘူးဟုတ်ပါဘူးဒါတည်ရတော့ကိုရင်ကိုရင် ဟိုကိုကြီး ဟာတူမတကယ်ကျွန်တော်မိမနဲ့ဘူးကိုရင်ကိုရင်တမင်စားအောင်ကိုရင် အကိုရင်ခမစ်စားရအောင် အေးဒီမိမကြီးနင်စားနေငါသားတော့ရေးပါချုပ်ပြီးချုပ် ဒါဖြတ်ပြီးသွားတယ်သာသာတော့ရေသွားလို့ပြီးမယ်မင်းသမီးညာတို့ကထွက်လာဒီကွာရေသွားနဲ့မင်းသမီးလက်သေးသွားကြိုင်လိုက်ဒီလိုနမ်းလိုက်တယ်ဒီလိုကောင်းမှာဟာ အဲ့တော့ဘယ်တော့မှမကောင်းဘူးမတော့ ကောင်းနေတာမလို့ပါဘယ်ဒီလိုတစ်ကလေးသွားလိုက်ဒီလိုနမ်းလိုက်မင်းတို့ကောင်းမလား ဘယ်ကမှတော့ ဒီနေ့ရာကိုသမားရေလေးဖက်လာတဲ့နမ်းနဲ့မင်းကောင်းမလား ကျတော့ကောင်းတော့မသိဘူးနေကောင်းတယ်တော့ကြာပြီ ဟုတ်ပါဘူးကွာငါတို့တရားနဲ့ပြည့်စုံပြီးသားပါဒီလိုကြိုင်လို့ငါတို့စိတ်ထဲဘာမှမဖောက်ပြန်ပညာအဖြစ်ခေါ်နေတာခင်သူလူတွေမိုးတွေပရမတ်နဲ့မှာဓာတ်ရုပ်ဓာတ်ကောင်တွေလှုပ်ရှားနေတာဒါဘလူကြိုင်တာလေ မိုးနေကြတာ တရားနဲ့မြောင်ရှုတာဓာတ်ကြိုင်နေလို့ဓာတ်ကြိုင်နာဘုန်းကြီးကဆန်ဓာတ်ကတာကျော်ကြီးကဆန်ဒါဘလူကတာလေ မိုးဒီကတ်တာဗော ဓာတ်ကတာဒီပဲလေတော်ဒီဓာတ်လိုလိုက်အထောင်ပြလို့ ဒီလိုကြီးဆိုရင်လည်း ဓာတ်သဘောတွေ ဓာတ်သဘောကိုပြောပြအောင်မလို့ခဏဘာဖြစ်လဲမောင်နှမလေးဘာမှမဖြစ်ဘူးအကိုရင်ကြည့်လိုက်ဘာဖြစ်မှလဲဘာမှမဖြစ်ဘူးခိုးလေးဖက်လိုက်လားဘုံမိုးဒီချက်သိမ်းနေထားလာသေပေါက်ချင်မလို့ခဏလေးဒီမှာဓာတ်သဘောလေးကိုကင်းအောင်လားထိုင်ဘုံမိုးရတာဘာဖြစ်လဲ ဘာမှမဆိုင်ထိုင်နေ ကင်းအောင်ထိုင်တာမဟုတ်ဘူးလားဓာတ်ထိုင်တာထား ကိုကင်းအောင်ထား ကိုကင်းအောင်ထားလားအဲ့ဓာတ်ထား ဓာတ်ထား ဘုံလည်းတော့ သွားအဲ့ဘာလို့ ဓာတ်သွားလား ဓာတ်သွားနေသွားနေတော့သွားနေတော့နန်းတော့ ဘုဒ္ဓနီ ဗျာ ကိုကင်းအောင်နောက်မှာလိုက် လိုက်ပြီ လိုက်သွားလိုက် အဲ့ဒါဘာခိုင်းတယ်ဘာလဲ ဓာတ်လိုက်တယ် တစ်ပေဘောက်ရည်တော့ပြောနေ ဒီလိုကြီးတာ ပြောကြီး မိုင်လောင်းပြီဒါထိတာပါဖြစ်တယ် ဘာဖြစ်
ဓာတ်ကြည့်တာဗော တက်ပြီနော် ဒါတော့ တက်ပဲတက် ဓာတ်ဖက်တာ အဲ့ဒီလူကြားတာအဲ့ဒါနန်းနာလား ဟောငါနန်းလာ ဒီကောင်ကနန်းနာအားလုံးကိုယ်ရဲ့ကြည့်ရဲ့ဒီမပြောရင်နော်မနူရဲ့လက်ကုံးလေးမနူရဲ့ပါနူလေးမနူရဲ့အခန်းလေးဒီတရားတော်ကိုဘာဖြစ်လဲအဲ့ဒါဘာလဲတော့တော့ညာကိုင်းတာဘာဖြစ်လဲညာကိုင်းတာနော်တကယ်လို့မနူရဲ့ကျွန်တော်တကယ်ဖက်ကြည့်တာမဟုတ်ဘူးတကယ်လို့နေတာတကယ်လို့ဒီတရားတော့လူကဘာဖြစ်လဲလူကဘာဖြစ်တဲ့တော့ဘာလဲဆိုကျွန်တော်မှန်းဖက်ဓာတ်တိုင်အများကြီးဆုံးပါ 那拍点不，啊，拍点吧。就该你，妈的，好，或者买那个牛皮，好，或者你们牛哈，好，或者你们牛皮。好，把你现在的把你的牛。ကျွန်းလာကြပါပြီမမပြမလာတဲ့ကျွန်းနေတာဓာတ်တိုင်တွေကလည်းနည်းနည်းပဲဆုပ်နေတယ် ကဲကလည်းကြောင်လို့မနူရဲ့ အဲ့တော့ အောင်ချင်း